那偏妙来太多没弄啊家的喏，多来大陆变了没把噻，西的零个来，因为米他老没有标价把噻，喏，古台那年被贵嘛，因靠么的对一讲不标嘛，马来西亚要把噻。ငါပွားမှာလူတယောက်တင်မင်းနဲ့ကိုပျော်ရွှင်ထိုင်မျောနေရလိမ့်မယ်လို့ဘေတုံးကမှတတနတကူမထင်ထားတာနော်အေးဒီပစက်ကလည်းမြောက်နေတွေ့မှာပဲအမြင်သေးပါစေဟောလူတယောက်အမြင်သေးပါစေလို့ပထမဆုံးချိန်ရွတ်ဆိုမိတာကုသနလာရဲ့နူးငယ်နဲ့နေခန်းစားနေရလေတိမလားရေခုံတဲ့အကလုံးတော့ခပ်ပဲတင်ထားတဲ့ဟာလေမြောက်နေတွေ့မှာပဲပွင့်ထွက်လာတာအဲ့လိုမျိုးတိမလားဒါရင်တဲ့ခန်းစားချက်ပြင်းထန်လို့ပါကွာကြုံနေခဲ့လေအကြောက်ကွာမြန်ပြီးပြန်လို့မရတော့ဒုက္ခတွေဖြစ်နေတာတိမလားပြန်လို့မရသလိုသူတန်တော့ဆေးသွားမယ်လေဒီတောင်စားတွေကိုနားလည်မလားသူ့ပုံစံလေးကြည့်လေနော်ဘူးလာနိုင်ငံဖြစ်လို့မြန်ပြန်ဆင်းရတာမဟုတ်ပါဘူးတန်းပြေအုပ်ချုပ်မင်းတို့တောင်စားနေညံ့ပြင်းလုံးနော်မိမတယောက်ဘုံကံမြင့်တဲ့အချိန်မှာယောက်ျားတွေမနာလို့ဆိုတာဒါမျိုးလားပေါ့နောက်ဆုံးတော့လေနော်ယောက်ျားတွေမနာလို့လားဆိုမိမတော့ရှုံးပေးတာဟုတ်တယ်နော်တိမလားအချောင်းမလက်ခါရတာအဲ့လိုမျိုးယောက်ျားတွေကလေအဲ့ကြောင့်ယောက်ျားဆိုတာမင်းပါတယ်နော်သူများတင်းပြောတတ်ဖို့မထင်နဲ့နော်တကယ်ဖြစ်တဲ့သူကလေမိမနဲ့အချောင်းလက်ခါရတဲ့အထိအရှုံးပေးရတာအဲ့လိုမျိုးတောင်စားကိုကြည့်နေတာတတ်တယ်ပဲလေတိမလားအေးသူ့ပုံစံလည်းမကြည့်လူပေးတယ်လူမယူချင်နှက်ပေးတယ်နှက်မကြိုက်ထိမလားရက်နေတာမှလက်မေးခွေးတယ်မှလက်ကြည့်မှတေးတော့မပေါက်ချင်တောင်စားမျိုးတွေမြန်ပြီးပါကွတ်မလူလာဖြစ်တာတော်တော်စက်တည်းတုံးတာနော်တော်တော်ကိုကန်ဆိုတာငါတို့တွေကလေနော်နံပွားကြလို့ရှိရင်ဘူဒန်ပဲဗုဒ္ဓဘာသာနိုင်ငံမှာလူလာဖြစ်နေမှာဘူဒန်နိုင်ငံပဲဖြစ်ပါစေငါဆွတ်တောင်းပလိုက်နေတာနော်ဘာကြီးလည်းမသိတော့နော်သူတို့မိဘသားသမီးတွေလည်းဘာမှမပြောကြအောင်လားမသိဘူးအိမ်မှာလည်းဘလို့မျက်နှာမျိုးထမင်းစားကြလေဟိုအဖေဒီလိုတော့မလုပ်ပါနဲ့တော့တော်လိုက်ပါတော့တော့ဆိုရပါပြီအရင်ချမ်းသာနေပြီတိမလားရွှေလေးရ90လေးပိတ်တာလေးခိုးပြီးရောင်းပြီဆိုတော့ဒါနဲ့လုံးစားလို့ရပါပြီမပြောကြတာသူတို့သားသမီးတွေကနော်မလင်ကတော့မြတ်ပြီးသူတို့ပညာတတ်အောင်နေကြပါတယ်သူဆိုလို့ရှိရင်မှာဒေါ်ဆန်းစုကြည်တော့နိုဘယ်ဆိုရချင်လို့မရနိုင်တဲ့ဆိုတိမလားမြတ်ပြတ်တက်ကတူတန်းကိုပတ်ပြီးမှလေဘူးလက်မသွားတောင်းနေတဲ့တောင်စားတွေမတတ်မရဟိုတစ်ခေါက်နေတွေ့မလားဘူးလက်မနေလေအေးပညာတတ်တယ်ဆိုတော့ဘူးအလက်မကိုပြောတာမဟုတ်ဘူးเนาะအစင်တန်းရှိဆိုတော့ပတ်စံပြောတာမဟုတ်ဘူးเนาะတစ်ဖက်လိုပေါ့ကိုချင်းစာတရားရှိတဲ့သူပဲပြောတာလေတိမလားအေးအကျဉ်းတရားရှိတာပေါ့เนาะဘလို့တွေးခေါ်စင်ချင်ချင်တုံးတက်ရမလဲဆိုတဲ့ဟာလေအမှန်နဲ့မှန်ကိုလေအေးအခုထိုင်းနိုင်ငံမှာတကယ်တော့ထိုင်းနိုင်ငံဆိုတာမြတ်ပြီးတူတက်တာကိုဘယ်တော့မှမြင်ချင်ဘူးเนาะအမှဟိုမှာ guest တွေပြီးလို့ရှိရင်တန်းငွေတွေအကုန်လုံးသူတို့မောင်ခိုစင်းနဲ့ရရလေတိမလားသူများနိုင်ငံမှာဆို official ခုနများပေးရလေအဲအကြောင်းမလို့เนาะမြတ်ပြလို့တမားတွေပေါ်ပေါ်လို့ခေါ်လို့ရလေ one go two country ready ပဲလေအဲ့လိုမျိုးနေချင်တဲ့နေလို့ရတယ်ဘာညာလုပ်လို့ရတာပေါ့မြန်ပြလို့သမားတွေတော့သိတယ်မလားသူတို့နိုင်ငံသားတွေလူပြင်းတဲ့အများစုကလေမိခင်တို့မတိုက်ကြဘူးပေါ့နော်ဒီထိုင်းနိုင်ငံလူတွေကလေအကြောင်းစိတ်ရှည်တွေတီးခံနေဆိုတာသူတို့နိုင်ငံသားတွေကတိတ်မရှိတဲ့လောက်ပဲနော်ဇုတ်လန်တစ်နေပဲအဲ့လိုမျိုးဒီအဖြူကောင်ဆိုအမလေးနော်သိတယ်မလားဖျားဆိုကြွလာတယ်လို့မျိုးအဲ့လိုမျိုးဖားတာထိုင်းနိုင်ငံကလူအများစုကပေါ့လေနော်အကုန်လုံးတော့မသိမ်းကျုံးပါဘူးနော်ကိုစကားလေသူတို့နားမလဲဆိုကြိုက်တယ်လို့ဆေးလို့ရတယ်တိမလားသူများတင်းတုံလို့ရတာပေါ့လေအဲ့ကြောင့်နော်ထိုင်းနိုင်ငံမြန်ပြီးဘယ်တော့မှမငင်းချမ်းစေချင်ငင်းချမ်းတော့လို့ရှိရင်အကုန်လုံးပြန်ပြီလေအလို့တမလည်းမရှိတော့လေအခုသူတို့နဲ့ကမ္ဘောဒီးယားလည်းမသိပြန်ရောနော်အဲ့ကြောင့်မလို့သူတို့နိုင်ငံသားလည်းစောက်မပြင်းနေဘယ်တော့မှအောက်ခြေတရားလည်းဘယ်တော့မှမလောက်ကြပါဘူးနော်အမရွှေပလီမော်ထိုင်းမသိမလား cheese တွေတကူပြီးတကပ်မြည်တာလှုပ်ပြီးလှုပ်ချင်တာထိုင်းနိုင်ငံကလူတွေကနော်အဲ့ကြောင့်နော်မြောက်လည်းသားသမီးတွေအကုန်လုံးစစ်ဘူးချို့အကုန်လုံးဆွေစင်မျိုးဆက်ဖို့နော်မိပုံရှုပြီးတပ်လို့ရငါအဲ့လိုတပ်ပစ်ချင်တာနားလိမ့်မလားအေးဘာလို့မသိနိုင်ကြတာလဲဖះကလည်းမတရားပြဘူးဒါမျိုးတော့တိမလားလူကောင်းလည်းမြန်သိမှလူစုတော့မသိခိုင်းနဲ့ဆိုတာလေနော်ဒါတော့မဖြစ်တင်တော့ဘူးလောကကြီးမှာတဲ့လူတော်မရှိနေလို့ရတယ်တဲ့လူကောင်းမရှိနေလို့မရဘူးတဲ့နော် ID တွေဘာညာတွေအဲ့ဒါတွေမရှိလေနေလို့ရပါတယ်လောကမသိပါဘူးစားစီရှိလို့ရှိရင်တိမလားအေးနော် ID တွေဘာညာလူတော်တွေရှိပြီးမှဘာမှကိုချင်းစာတရားမရှိထက်စားလို့ရှိရင်တော့လူကောင်းတွေပဲတိဘလို့လားကိုညံပြင်းတဲ့သူရှိတယ်မှာလေလို့လက်စားပေါ်လေတိမလားအရင်ခိနေလို့ဆိုရင်ဖုန်းမရှိနေကြတာပဲလေမသိပါဘူးနော်အေးအဲ့လိုပြောချင်တာနော်ကဲထားလိုက်တော့ငါဘာမှမစေးချင်တော့နော်မြန်သေးပါစေလို့တွားလိုင်းတန်လို့ပြန်လည်းမေးပါစေလို့တောင်းစားတွေသူဆွေလို့တမျိုးလို့ကိုပြမသိမလားအေးအဲ့လိုမျိုး ICCIC ကလည်းအခုဟိုဘာလဲမသိဘူးပုတ်ပေးပါလို့ဖန်ခတ်ပါညာတိုင်ထားလို့ကြားတာပေါ့နော်တကယ်တော့ ICCIC ကလည်းဘာမှစောက်တုံးကြတာမဟုတ်ပေါ့ဟိုအစွန်းရောက်ကလားတွေဖွင့်ထားတဲ့နိုင်ငံနော်အဖွင့်စည်းပေါ့လေတိမလားသူတို့လက်ခုပ်တွေကရေပေါ့လေအဲ့ကြောင့် Donald Trump America ဒါမှတခါလေအဲ့ဒီက top လိုက်တာနော်အခုသူတို့စားပေါက်တွေမရှိတော့ဘူး